ဖတ်မိတဲ့မင်းမမြတ်တက်တူထိုးတိုင်းမင်းမပြတ်မဟုတ်ပါဘူးဒါပေမဲ့ဂုံတီရှိမင်းမပြူတိုင်းတက်တူမထိုးကြဘူးသပင်စေးအောင်ဆိုတိုင်းမင်းမပြတ်မဟုတ်ပါဘူးဒါပေမဲ့အစစ်တမ်းရှိတဲ့မင်းမပြူတိုင်းဘုံရောင်ကေတာနဲ့လှကြပါတယ်အတူအဟိုက်တွေဝတ်တိုင်းပေါ်ပြပြမိမမဟုတ်ပါဘူးဒါပေမဲ့မိကောင်းဖခင်သားသမီးတိုင်းရက်ပေါ်လော်လီမဝတ်ကြဘူးအရက်ဘီယာတောက်တိုင်းအပေါ်စားမိမမဟုတ်ပါဘူးဒါပေမဲ့မင်းမကောင်းမင်းမြတ်မြတ်တွေကတော့တန်ငါးပါးမကျူးလွန်ကြပါဘူးချစ်သူရေးသားများတိုင်းအပေါ်စားမိမမဟုတ်ပါဘူးဒါပေမဲ့မင်းမကောင်းပြီးသားတဲ့သူတိုင်းပန်းကောင်းတစ်ပွင့်ပဲပန်းတယ်မိန်းကလေးတယောက်ရဲ့တန်ဖိုးဆိုတာသူ့လက်ထဲမှာပဲရှိတယ်မိန်းကလေးတယောက်ရဲ့ဇယိုက်တာဆိုတာသူ့လက်ထဲမှာပဲရှိတယ်ရေဟန်အဆင့်လောက်ပဲရှိရင်တွေ့သမျှလူတိုင်းခြေဆေးခံရတတ်တယ်ဇယိုက်အဆင့်လောက်ပဲရှိရင်ရောင်းသားတဲ့လာအိတ်နိုင်တယ်လူမိုက်များလေလေပညာရှိတန်ဖိုးတက်လေလေမိမပြည့်များလေလေမိမကောင်းလေးတွေတန်ဖိုးတက်လေလေပါပဲဒါဟာခေတ်ဒီကြောင်းဆိုရင်ခေတ်ပြက်လာတာကိုလက်ခံပါမိန်းကလေးဥယေကယောက်ျားလေးဥယေထက်အယမ်းများပါတယ်ဒါပေမဲ့ညီမလေးရေမိန်းမမြတ်တွေပေါ်တယ်မိန်းမကောင်းမိန်းမမြတ်တွေရှားလာပြီသင်တန်ဖိုးကိုသင်ကိုယ်တိုင်ဈေးဖြတ်ပါတန်ဖိုးမဲတဲ့မိန်းကလေးစင်းရင်လည်းညီမလေးမပါစေပါနဲ့